အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းပုံမှပြန်လည်ပြီးတော့ကြိုဆိုပါရစေအောင်ချမ်းမင်းရဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျဒီနေ့နိုဝင်ဘာ26ဗုဒ္ဓနေ့ညမှာရှင်ပြန်ကစားမဲ့ချန်ပီယံလိဂ်ပွဲစဉ်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ည9:30မှာကစားမဲ့အာဆင်နယ်နဲ့ဘိုင်ယန်မြို့နဲ့မနက်ပိုင်းပေါ်ကြီးရအာဆင်နယ်ကလေဗယ်50ကျုံး3လုံးပေါင်း50ဆချန်ပီယံလိဂ်မှာရမတ်တူနဲ့တင်ထိတဲ့တွေ့ဆုံမှုဖြစ်ပါတယ်ဒီချိန်တွေ့ဆုံမှုမှာဘယ်အသင်းကအနိုင်ရမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေတယ်အာဆင်နယ်အသင်းရဲ့လက်ရှိချီစွမ်းတဲ့ရလဒ်ကတော့အကောင်းဆုံးအနေအထားမှာရှိနေတယ်အာဆင်နယ်အသင်းဒီချိန်မှာတော့မရှုံးနိုင်ဘူးလို့ထင်တယ်တစ်ဖက်မှာဘိုင်ယန်မြို့နဲ့ဘိုင်ယန်မြို့ကလည်းပဲကုမ္ပဏီရဲ့လက်ထက်မှာရလနဲ့ကိုသွင်းဆွမ်းအားတွေကကောင်းနေတယ်ဒါမှမဟုတ်သူလည်းပဲကိုသွင်းနိုင်တယ်ဒါပေမဲ့လို့ဒီနေ့အာဆင်နယ်အိမ်ဝင်မှာရှင်မန်ကစားမှဖြစ်တဲ့အတွက်အိမ်ဝင်အာသာချက်နဲ့ဒါမှမဟုတ်ကျွန်တော်ကတော့အာဆင်နယ်ဘော်ဒီကိုပေါင်းဆိုရင်တော့ကိုအပေါ်ရွေးပါတယ်နောက်တစ်ဝက်ကတော့လီဘောင်းနဲ့ PSV မနက်ပိုင်းပေါ်ကြီးရလီဘောင်းနှလုံးပေါင်း60သားလေးလုံးပေါင်း90စားပရီးမီးယားလိဂ်မှာတော့စက်တိုက်ဆိုလို့ရလတ်တွေဆိုးနေတယ်ချန်ပီယံလိဂ်မှာတော့ရလတ်မဆိုးပြောမှာ၄ပွဲအပြီးမှာ၃ပွဲနိုင်9မှတ်နဲ့ရပ်တည်နေပြီးတော့ဒီနေ့ပွဲမှာရလတ်ဆိုးကနေရုံထပ်ဖို့လီဘောင်းတို့ကြိုးစားလာလိမ့်မယ်ခံစစ်ကတော့ကိုရီပေးနေရတယ်ခံစစ်ကစိတ်မချဘူးတစ်ဖက်မှာအဲ့ဒါဖြစ်တဲ့ PSV ကလည်းချန်ပီယံလိဂ်မှာအပြန်လန်သွင်းကိုတွေပေးနေရတယ်သွင်းကိုတွေရတယ်ဒါမှမဟုတ်ဒီနေ့ပွဲမှာကျွန်တော်ကတော့ဘော်ဒီထက်ကိုဘော်တစ်ပေါက်ကိုပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့အက်တလက်တီကိုမက်ဒရစ်နဲ့အင်တာမီလန်အက်တလက်တီကိုမက်ဒရစ်က6မှတ်သာရသေးလို့ရှုံးတဲ့အဆင့်ကိုတက်နိုင်ဖို့ဆိုရင်ဒီနေ့ပွဲကိုအနိုင်3မှတ်ရအောင်ကြိုးစားလိမ့်မယ်အဲ့ဒါအင်တာမီလန်ကတော့ချန်ပီယံလိဂ်မှာရလတ်တွေကောင်းနေတဲ့ဆိုပေမဲ့သူဖြတ်ရောက်လာခဲ့တဲ့အသင်းတွေကအရန်ခက်ခဲ့တဲ့အသင်းတွေမို့လို့ဒီနေ့ပွဲမှာကျွန်တော်ကတော့အက်တလက်တီကိုဘော်ဒီပဲရွေးတယ်နောက်တစ်ပွဲကတော့အိုလံပီယာကိုနဲ့ရဲမဲတွေကမနေ့ပိုင်းပေါက်ကြီးရတစ်လုံး60ကျုံး3လုံး30ကျုံးအိုလံပီယာကိုအသင်းဟာ2မှတ်သာရသေးတဲ့ဒီနေ့ရသည့်ချန်ပီယံလိဂ်မှာအိမ်ဖြစ်အသင်းဖြစ်တယ်ရဲမဲတွေကတော့ချန်ပီယံလိဂ်မှာ3ပွဲနိုင်9မှတ်နဲ့ရပ်တည်နေပြီးတော့ရဲမဲတွေကလည်းပဲ3ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေတဲ့ဒီနေ့ပွဲမှာတော့ရဲမဲတွေအနေနဲ့နိုင်ပွဲရအောင်ယူသင့်ပြီလို့ထင်တယ်ဒါမှမဟုတ်ရဲမဲတွေဘော်ဒီကြိုက်တယ်နောက်တစ်ပွဲကတော့ PSG နဲ့စပါ PSG ကတစ်လုံး80ကျုံး3လုံး20ကျုံးဒီပေါက်ကြီးက PSG မရှုံးနိုင်ဘူးလို့ထင်ပါတယ် PSG ဘော်ဒီရွေးချယ်ပါတယ်ကိုပေါင်းဆိုရင်တော့အပေါ်ရွေးချယ်ပါတယ်ကျွန်တော်ညီကိုများတော့အကောင်းဆုံးဖြစ်နိုင်မယ့်ပွဲစဉ်များကိုခန့်မှန်းရွေးချယ်ပြီးတင်ဆက်ပေးလိုက်ပါတယ်အချက်ချင်းမတူဘက်ကန်လို့ရပါတယ်